โอเคညီကိုမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရှေ့မှာအခုလက်ရှိကျွန်တော်ဗီဒီယို2စီးပြပေးမယ်ဗျာနော်ဘိန်းကျော်လုံးဝရှေ့တန်းရမယ်ဗျာနော်အနာစာလုံးဝမရှိဘူးတိုက်ခိုက်လုံးဝမရှိစေရဘူးဗျာနော်စာရဲစာတတ်နာမည်ပြောင်းပြည့်စုံနေရမယ်ဒီကောင်လေးကတော့ဘိန်းကျော်လုံးဝရှေ့တန်းတယ်နှစ်သက်မှာရှေ့ပြင်းလို့ရမယ်ဗျာโอเคဒါလေး2စီးကတော့ဥရဲသူရမယ်ဗျာနော်โอเคဒီကောင်လေးကတော့ကျွန်တော်တို့မော်ဒယ်ကတော့21တွေဖြစ်တယ်ဗျာနော်ဒီကောင်လေးကမော်ဒယ်2021တွေဖြစ်တယ်ရောင်းစည်းကတော့ဒီပုံစံတိုင်းပဲယူမယ်ဆိုလို့ရှိရင်ရောင်းစည်းကတော့48900ပတ်ပါဗျာနော်တကယ်လို့ modify ပစ္စည်းနဲ့ယူမယ်ဆိုလို့ရှိရင်ကောင် R1 ပုံစံဖိုင်းပါညာအဲ့လိုမျိုး modify နေနဲ့ယူမယ်ဆိုလို့ရှိရင်တော့ဒီကောင်က499ပြနော်49900နဲ့900ပတ်ပါဗျ။ကိုကြိုက်တော့ရေးပေါ့နော်ဒီပုံစံတိုင်းယူမယ်ဆိုလဲအဆင်ပြေတယ်ဗျနော်ရှေ့တာယာနောက်တာယာအားလုံးအဆင်ပြေရမယ်ရှေ့တာယာနောက်တာယာအားလုံးရှေ့နော်အပြည့်နဲ့ရမယ်။ဟုတ်ကဲ့ကျွန်တော်ပတ်လေလိုက်ပြပေးမယ်ဗျနော်။ပတ်လေတာယာတာတော့ဒီကောင်တွေကတော့ရှေ့နောက်တာယာအပြည့်အခုမှဒါအစ်စ်တွေလဲပေးထားတာဖြစ်ပါတယ်ဗျနော်။ Okay ပတ်လေအနေထားတွေလောက်ရှိမယ်။ဘင်းရဲ့အနေထားလောက်ရှိမယ်โอเคရင်းရမှာဒီဘက်ဘင်းကြည့်နေထားအလောက်ရှိမှာနော်โอเคဒီကောင်လေးကတော့ကျွန်တော်တို့အရေးကြလက်ငယ်အလက်ထက်အားလုံးရမယ်နော်ညီကိုတွေစိတ်ဝင်စားရင်ကျွန်တော်ကိုဆက်သွယ်လိုက်ပါဒါကျွန်တော်အရောက်ငွေရှိလေးနဲ့ကျွန်တော်ပို့ပေးပါတယ်ဗျာနော်ဘေးကျော်လုံးဝရှယ်တတ်မယ်နော်အင်ဂျင်လုံးဝရှယ်တင်းရမယ်ဒါစာငနာစာလုံးဝမရှိဘူးတိုက်ခိုက်လုံးဝကဲမယ်ဗျာနော်ဒါစာရဲစာတဲ့နာမည်ပြောင်းအပြည့်စုံနေတယ်ဗျโอเคဒီကောင်လေးကျွန်တော်ဆက်တန်လေးတွေပေးနားထောင်ပါဗျာနော်ဒီဘက်ကဆိုရင်အာကာဘဝပြောင်းလေးထည့်ပေးရတယ်ဟိုဘက်ကဆိုအော်ပြောင်းလေးနဲ့ဗျာနော်โอเคဒီဘက်ကောင်လေးကျွန်တော်အရင်စမ်းပြမယ်ဗျโอเคဒါရဲဖောက်နည်းနည်းနှိပ်ပေးရတယ်ဗျာနော်နှိမ့်နဲ့သူကြိုက်တဲ့အတွက်ဖောက်နည်းနည်းနှိပ်ထားတယ်တကယ်လို့မြင့်ကျင်လည်းရတယ်ဗျာမြင့်မေးလို့ရတယ်ဗျာနော်โอเคကျွန်တော်ဒီမှာဆက်တန်တစ်ချက်ပေးနားထောင်မယ်ဗျာနော်ဆက်တန်တစ်ချက်ပေးနားထောင်မယ်ဒီမှာလုံးဝတောက်ဝီနော်အရင်လုံးဝအငိမ့်ထဲမှာကြည့်လုံးဝရှယ်တန့်ပြန့်နေရမယ်နော်ကြောင်းသားလေလုံးဝရှယ်ကြမ်းမယ်လုံးဝရှယ်ညံရမယ်ဗျာနော်ဒီဘင်းကနေတာအလောက်ရှိတယ်အင်ဂျင်လုံးဝအာမခံပြီးရဗျာနော်100ရာခိုင်နှုန်းပြည့်အာမခံပြီးပါတယ်ဗျာโอเคကျွန်တော်ပေဟိုဘက်တစ်စီးကျွန်တော်ဆက်ပြီးနှိုးပြမယ်ဗျာနော်ပဲကျွန်တော်ဒီကောင်လေးကိုဆက်ပြီးနှိုးပြမယ်ဗျာနော်မီးရဖိုင်းတစ်စီးနဲ့ရှစ်တာနောက်တာလုံးဝပြီးလက်ရှယ်တန့်မယ်ဦးရဲသူရမယ်ဒီကောင်ကြတော့အော်ပြောင်းနေဗျာနော်တကယ်လို့ပါဝါပြောင်းလို့ချင်းပါဝါပြောင်းနဲ့ရမယ်နော်ဒီမှာအော်ပြောင်းထည့်ထားတာအင်ဂျင်လုံးဝညိမ့်မယ်ဒါနှစ်စီးလုံးအချိန်များတော့တစ်ခါတည်းပဲကြားလိုက်တယ်ဗျာနော်လုံးဝရှယ်ညိမ့်မယ်နော်โอเคဒီကောင်လေးစိတ်ဝင်စားကျွန်တော်ဆက်သွယ်လာပါဒီကောင်လေးနှစ်စီးရတော့ဦးရသူရမယ်နော်ဒါစားရစားတဲ့နာမည်ပြောင်းလိုင်စင်ကိုပြည့်စုံနဲ့ရမယ်ဗျာနော်โอเคအဲ့တော့နောက်ဗီဒီယိုလေးမှာဆက်တွေ့ကြမယ်ဗျာနော်